တင်းအနေနဲ့ကြောင်တကောင်ကိုလက်ညှိုးထိုးပြီးမိမယ်ဆိုရင်တော့သူတို့ကတော့ဒီရှိုးဝက်ချက်တွေကိုဘယ်တော့မှပြောပြမှာမဟုတ်ပါဘူးပထမဆုံးမျက်လုံးညှင်းဆောင်တာနဲ့ပတ်သက်ပြီးတော့အထင်မှားနေကြရတဲ့တခုပါလူတော်များများကကြောင်တကောင်ကကိုယ့်ကိုမျက်လုံးဝိုင်းဝိုင်းကြီးတွေနဲ့စိုက်ကြည့်နေတယ်ဆိုလို့ရှိရင်ချစ်လို့ကြည့်တာလို့ထင်တတ်ကြပါတယ်ဒါပေမဲ့တကယ်တော့ကြောင်တွေရဲ့ကဘာမှာမျက်လုံးချင်းတက်တက်စိုက်ကြည့်တာနဲ့တကယ်ကျင်နေတာစိန်ခေါ်တဲ့လက္ခဏာတစ်ခုဖြစ်ပါတယ်တစ်ဖက်မှာတော့တင့်ကြောင်ကတင့်ကိုမျက်စိလေးမိတ်ပြီးကြည့်နေတယ်ဆိုရင်တော့ဒါတင့်ကိုအကဲဖြတ်နေတာမဟုတ်ပဲပြုံးပြနေတာဖြစ်ပါတယ်ဒုတိယချက်ကတော့အမီးရဲ့နောက်ကွက်ကသတင်းစကားပါအဲ့ဒီအမီးရဲ့လှုပ်ရှားမှုကိုကြည့်ပြီးအလဲစားမခံပါနဲ့ခွေးတကောင်ကအမီးနိုင်ရင်ပျော်နေတာဖြစ်ပေမဲ့ကြောင်တကောင်ကတော့အမီးလှုပ်နေရင်များတော့အပြင်စိတ်တိုနေရပါအကယ်၍အမီးကဟိုဘက်ဒီဘက်ကိုအမြန်ဝှေ့ရမ်းနေပြီဆိုရင်တော့တင့်ကြောင်ကစိတ်မရှိဖြစ်နေပါပြီနောက်ဆုံးကြမ်းမြင်ဝင်တာအမီးနဲ့တစ်ဖက်ဖက်ရိုက်လာပြီဆိုရင်တော့ဒါသူတကယ်ပဲဒေါသထွက်နေပြီဆိုတော့နောက်ဆုံးသတိပေးချက်ပဲဖြစ်ပါတယ်တတိယချက်အနေနဲ့ကတော့ပိုက်ပြတာဖိတ်ခေါ်တာမဟုတ်ပါဘူးကြောင်တကောင်ကပလက်လန်လိုက်တဲ့ခါတိုင်းဘိုက်ကိုပုတ်ပြဖို့တောင်းဆိုနေရမှာမဟုတ်ပါဘူးတကယ်တော့သူကငါမင်းကိုယုံကြည်တယ်လို့ပြောနေတာပါဒါပေမဲ့တင်းကအတင်းတွားထီဖို့ကြိုးစားမယ်ဆိုရင်တော့သူချက်ချင်းစိတ်ပြောင်းသွားနိုင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဘိုက်ဟာသူတို့ရဲ့အထိကိမခံနိုင်ဆုံးနေရာဖြစ်နေလို့ပါစတုဒ္ဓအချက်အနေနဲ့ကတော့အตาရကြိုက်တာဒေါသထွက်တာမဟုတ်ပါဘူးတင်းကြောင်ကတင်းကိုရုတ်တရက်လာကြိုက်တယ်ဆိုရင်ဒါစိတ်ဆိုးနေရမဟုတ်ပါဘူးဒါကို love fight လို့ခေါ်ပြီးချစ်လို့ကြိုက်တာဖြစ်ပါတယ်သူတို့ရမ်းစိတ်လို့ရှာတာဒါမှမဟုတ်ပျော်ရွှင်နေတဲ့အခါမျိုးမှာစမ်းတော့တဲ့သဘောအနေနဲ့အตาလေးလာဟတ်တာမျိုးဖြစ်ပါတယ်